Hey yo, what's up? Welcome back. ဒီနေ့မှာတော့သင်တန်းပြန်လမ်းမှာနည်းနည်းပင်ပန်းနေရတဲ့အရင်လေးနာမှာခဏနားနေဖြစ်ပါတယ်ဒီနေရာကတော့ရန်ကုန်မှာလူတော်များလာပြီးနားဝင်ကြတဲ့နေရာလေးတစ်ခုပါဒီတိုက်တာလေးရလေးအေးပြီးယူကင်းလေးရလည်းတော်တော်လှပါတယ်သင်တန်းပြီးတဲ့အချိန်မှာခဏလောက်ဒီလိုနေရာလေးမှာလာထိုင်ပြီးနားဝင်လိုက်ရင်စိတ်လက်ပို့ပြီးတော့ relax ဖြစ်သွားတယ်လို့ခံစားရပါတယ်အခုလည်းကျွန်တော်ဒီနေရာမှာခဏထိုင်ပြီးယူကင်းလေးတွေရိုက်ပြချင်လို့ကင်မရာဖွင့်လိုက်တာပဲဖြစ်ပါတယ်နေရာမှာတော့ရေကန်ပေးရလမ်းလေးတွေတိတ်ငယ်စင်းစင်းလေးတွေနေတိုက်တာနဲ့ရေမျက်နှာပြင်လောက်ခါနေရလေးတွေတော်တော်ကြည့်လို့ကောင်းပါတယ်တချို့လူတွေကလည်းရှောင်နေကြတယ်တချို့က exercise လုပ်နေကြတယ်တချို့ကတော့ကျွန်တော်လိုပဲထိုင်ပြီးတော့အနားယူနေကြတယ်ဒီနေ့ဒါ busy ဖြစ်နေတဲ့ပြန်မလာတဲ့အချိန်လေးမှာဒီလိုနေရာမျိုးမှာခဏလောက်ထိုင်ပြီးအနားယူကြည့်လို့ရှိရင်စိတ်အေးချမ်းသွားတယ်လို့ခံစားရပါတယ်တကယ်တော့တစ်ခါလေလှုပ်တွေစားရကြားမှာပဲမနေပဲဒီလိုတဘာဝနဲ့နင်းကက်ကက်နေရာလေးတွေကိုလာပြီးအနားယူလာလဲတကယ်ရေးကြည့်ပါတယ်ဒီလိုတစ်ပြည့်စင်းစင်းလေးတွေငယ်ငယ်စင်းစင်းလေးကြာမှလည်းရှောက်ရတာဟာဘလောက်ပဲကြကြရှောက်နေပါလေခင်ဗျာပင်ပန်းနေလို့တော့ခံစားမိမှာမဟုတ်ပါဘူးဒါကြောင့်အချိန်ရရင်ခင်ဗျားတို့လည်းအရင်နေလာကိုလာပြီးဒီလိုအေးစစ်စစ်နားယူကြည့်ပါလို့ကျွန်တော်က recommend ပေးချင်ပါတယ်ဒါလေးရတော့ကျွန်တော်ပြန်ကန်ကြီးလေးတက်ပြီးတော့ကမြင့်ထားတာပါဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးသဘောကျလို့ရှိရင် like and subscribe လေးလုပ်ပေးကြပါဦးခင်ဗျနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲ bye bye